ရှင်သန်လှုပ်ရှားရာရင်ပြေမှုအမှုပညာခေအဆက်ဆက်မှာအမျိုးကိုဆောက်ရှောက်ပြီးတာဂုံယူရင်ဝေကြွားရင်သာတို့ခိမ့်သိမ့်မှာမြမမှုအမှုပညာရှင်သန်လှုပ်ရှားရာအမှုပညာလာတော်မူတရာရောင်သွေးပြခံစားချက်နဲ့မှကျေပြောတော်ပညာရှင်နဲ့ရှင်သန်လှုပ်ရှားရာရေပြေမှုအမှုပညာခေတ်ဆက်ဆက်မှာအမျိုးတော်ဆောက်ရှောက်ပေးတာဂုံယူရင်ဝေကြွားရင်သာတို့သိသိမြမမှုအမှုပညာကာလာမှုတရာသာဝရတာရှင်မင်းရှင်တန်လှုပ်ရှားရာစကြဝဠာပမာအပြောကျဲသောအမှုပညာလူတွေလောကီတန်လျာမှာ